အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီနေ့မှာတော့တရိတ်ဆန်တစ်ခုမှာတရိတ်ဆန်ရုံတစ်ခုမှာအလုပ်ရရပေါ့နော်ဆိုတော့ကျွန်တော်အလုပ်သွားလုပ်မှာဖြစ်ပါတယ် Hello မင်္ဂလာပါခင်ဗျာကျွန်တော်ရောက်ပါပြီခင်ဗျာမရောက်ပြီလားငါမင်းကိုစောင့်နေတာဒီတရိတ်ဆန်ဦးရင်အခုမှအစ်စ်ဖွင့်တာကွာဆိုတော့မင်းကိုငါပြောချင်တာကဒီမှာနည်းနည်းပါးပါးလဲဒီအမြေကအရင်တော့တင်းချိုင်းမြေကွာဒီတင်းချိုင်းမြေပေါ်မှာငါတို့ကတရိတ်ဆန်ဦးရင်ပြန်ဆောက်တာဆိုတော့မင်းကိုနည်းနည်းလေးလဲတတိထားစေချင်တယ်ကွာပြီးတော့မင်းကဒီမှာညားဆောက်လုပ်ရမှာဆိုတော့အမှတော့စိတ်ပူပါနဲ့မင်းတို့အစားတောက်တွေပါလဲငါထားပေးတာပဲလက်နက်တွေပါလဲငါထားပေးတာတရဲတွေပါတော့မရှိပါဘူးဒါပေမဲ့မင်းကြောက်မှာဆိုလို့ငါလဲမလိန်တက်ကောင်ဆိုတော့နည်းနည်းပါးပါးမင်းကိုဝန်ခံပေးတတ်တာဆိုတော့မင်းကိုလာစားတော့ငါပေးမယ်ကောင်းကောင်းမွန်မွန်လိုက်ပေးပါမယ်ဆိုတော့မင်းတရိတ်ဆန်လေးတို့လည်းတစ်ချက်ကြီးကြပ်ပေးဦးမှာကွာနော်မင်း security ရောညဆောင်နေတော့ငါမင်းကိုထားတာဟုတ်ကဲ့စိတ်ချပါဗျာကျွန်တော်တေချာလုပ်လိုက်ပါမယ်ငါတရိတ်ဆန်တွေကနည်းနည်းပါးပါးပဲရောက်သေးရကွာတခြားကောင်တွေကမရောက်သေးဘူးတချို့ channel ဆိုလို့ရှိရင်တရိတ်ဆန်တော့မထည့်ရသေးဘူးကွာအဲ့ဒါကြောင့်တေချာတရိတ်ဆန်လေးတွေလည်းကြည်ပေးဦးကွာသူတို့ကအခုမှအတက်ရောက်တဲ့ကောင်တွေဆိုစိတ်နေမှာဆိုလို့ဆိုတော့ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဟိုဘက်မှာဆိုလို့ရှိရင်အိမ်နာရှိရဆိုတော့ဟုတ်ကဲ့ကျေးဇူးပါငါတရိတ်ဆန်နေအရင်သွားချင်းကောင်းလားတော်ပါဗျာကျွန်တော်ဟိုခန်းလေးပဲတက်ကြည့်လိုက်ပါဦးခင်ဗျာဆိုကျေးဇူးတင်ပါဗျာတရိတ်ဆန်ဝင်မှာအလုပ်ရခဲ့ပြီကွာညဆောင်အနေနဲ့ရော security အနေနဲ့ရောအလုပ်ရခဲ့ပြီဒါပေမဲ့ဒီနေ့ရက်တွေလူသစ်တွေလာမှာမဟုတ်သေးဘူးကွာဆိုတော့တရိတ်ဆန်ဝင်ကမဖွင့်သေးဘူးဆိုတော့ပြီးလေတရိတ်ဆန်တွေကအခုမှရောက်တာဆိုတော့နည်းနည်းစိတ်အောင်ပါကွာလူရင်းနဲ့လည်းတိတ်ရင်အောင်မဟုတ်ထားလိုက်ပါဟဲ့ရောဒါဘက်ကောင်လေဒါ moose တမင်နေပဲဟိုဟိုထဲမှာတောဝက်လေးတောဝက်လေးကောOkay ဒါတော့ကျွန်တော်တို့ရဲ့moose တမင်ကြီးပေါ့နော်moose တမင်နေ Okay ကျွန်တော်မှဆိုလို့ရှိရင်လည်းကြည့်ပါဦးခင်ဗျာကျွန်တော်ဖျောင်းနိုင်တဲ့မီးချေးတစ်ခုပဲပါလာတယ်ညကြရင်မီးပြတ်မှာညကြရင်မီးကတော့ပြတ်လောက်မှာတော့မထင်ပါဘူးအဲ့ဆိုကျွန်တော်ဟိုဟာလေးပဲကျွန်တော်ကြည့်အောင်ပြီးတော့မှပဲကျွန်တော်တရိတ်ဆန်တွေကိုလိုက်ပတ်ကြည့်လိုက်မယ်လေဟုတ်တယ်မလား Okay ဒီသူပြောတာတော့ကျွန်တော်နည်းနည်းတော့ကြောက်လာဗျာဘာလို့ဆိုဒါတင်းရိုက်မြေကြီးတယ်ဘာမှရှိမှာတော့မဟုတ်တော့ပါဘူးဟုတ်တယ်မလားဒါဘာကောင်းလဲဒါကြံ့ကြီးကွာRhino Hello Rhino Okay ကဲဝင်ရအောင် let's go တကားပိတ်လိုက်အောင်ဒီကပိတ်ရမို့လားဒီကပိတ်ရတာ Okay ဗျာရဒါကျွန်တော်အခန်းလေးဟိုမှာကျွန်တော် uniform ကဲဝေ့ရအောင် let's go ဒီမှာဝေ့ရမယ်မရဘူးလားဟာဘာတော့ဟာဟဲ့ဘာတော့ဒုက္ခပဲ Okay ကျွန်တော်ရပြီ Okay ဆိုတော့ကျွန်တော်ကတော့ညစောက်ဝန်ထမ်းလေးပဲဖြစ်ပါတယ်လေ Okay ဆိုတော့ကျွန်တော်ရဲ့uniform ဒါဖနက်ဟုတ်ပြီဒါကျွန်တော်ရဲ့အင်ကြီးဒါကျွန်တော်ဘောင်းမီဒါကျွန်တော်အင်ကြီးကျွန်တော် uniform လေးပါတော့ကျွန်တော်ရဲ့ security ရဲ့ဒါလည်းညစောက်အင်ကြီးလေးပဲဖြစ်ပါတယ်တော့မှလက်နက်တွေပါရတော့ကျွန်တော်ဘယ်ရသွားယူရမလဲမသိဘူးနောက်ပြီးလည်းကျွန်တော်ဒီမှာ animation action and stuff လာပဲအဲ့လေးထည့်ထားရပါတော့မိုက်လာတော့မသိဘူးကျွန်တော်ကြိုက်တယ်နောက်ပြီးကျွန်တော် Minecraft ကိုလည်း Minecraft Amazing Craft ကိုလည်းကျွန်တော်အဲ့ထည့်ပါမယ်လို့ Okay ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ laptop လေးပေါ့နော်ဒါယုံလေးဒါမီပိတ်လို့ရတယ် Okay ပိတ်ထားလို့ရတယ်ဒီမှာဘုံတဘုံရပြီမှာကျွန်တော်လိုချင်တဲ့ဟာအဲ့ဒါဆိုရှင်ဘာရှိလဲ Okayနောက်ပြီးဒီမှာကျွန်တော်မီးကျွန်တော်မြားတွေပြီးတော့ဒီမှာကျိုးကဘာအတွက်လို့လဲမသိပါဘူးသူပေးတာဆိုတော့ကျွန်တော်အစားတော့ပြီးတော့ဒီမှာကျွန်တော်မှန်ဘလူး Okay ဗျာရပြီ Okay goodbye hi Mr. Borstein for coming see you next day goodbye ကျွန်တော်ဘယ်သူပို့လာလဲခုနလေးကျွန်တော် manager နဲ့စကားပြောလာမှာဒါဘယ်ရပါလဲဒါစီကျွန်တော် manager တက်က CEO ပို့ရတာပဲဟုတ်လားဒါတော့ကျွန်တော်ရဲ့ဒါမီးညဘက်ကျရင်ရှောက်ကြည့်မယ်ဒါကျိုးဒါကမြားတယ်ကြည့်တာပါယော့ဒါ cookie စားယော့စား Okay ကဲ let's go ကျွန်တော် trace လေးလိုက်ကြည့်အောင်ကဲ number 1 Omar ဘာကောင်းလဲကြံ့ Okay မှာကြံ့ Rhino Okay ဒါကြံ့ကြီးပေါ့နော်ဟိုဘက်မှာလည်းရှိပါတယ်ဟိုဘက်မှာလည်း Rhino Okay ဒါကြံ့နေဒီဘက်ကဟာကြတော့ဘာကောင်းလဲမသိဘူး What is ဟိုဒါမှာ
ဟဲ့ငမန်းတကောင်တော့what the fuck ငမန်းကိုဒီလိုမှန်နဲ့ကာတာငမန်းတကောင် okay နောက်ပြီးတော့ဘယ်နေရာရှိတယ်လဲဒါဘာကောင်လဲအော်ဒါဝဝင်ဟာဝဝင်ညိုဝဝင်အနက်ပြောဝဝင်နဲ့ okay ဟိုမှာအိတ်နေကောင်နေအောင်ဟိုမှာတကောင်အိတ်နေဝဝင်ညို okay ဒါဝဝင်နဲ့ okay အဲ့လိုဒီဘက်လေတိုင်းဝဝင်နဲ့ okay ဟိုမှာသူမျက်နှာပေါ့နော် okay နောက်ပြီးတော့ဘာရှိတယ်လဲဒီဘက်ကကြတော့ဒီဘက်ကဟာရီနာဆိုဟိုလေခဏရှိတတ်တဲ့ခွေးတွေပြီးတော့ကျွန်တော်အမဲလိုက်တဲ့နေရာမှာသိရမလားဟိုကိုချင်းစာစိမ်မရှိကောင်တယ်ကြပါမြင်းကြားတို့တမိန်တို့ကိုလည်းသိရမလားဖက်စားပိတ်တယ်လောကပြအစားအရန်ရှာတဲ့ကောင်တွေဟာရီနာokay ဒါဒီဘက်ကကြတော့ပါလဲဒီဘက်ကကျွန်တော်ခုနကြည့်တာဟိုတောဝက်နဲ့ဟို moose တမင်ကြီးပေါ့နော် okay hello အခုနာမထားတာ okay တောဝက်နေဟိုဘက်ကကြတော့ moose တမင်နေ okay ဒါ moose တမင်ကြီးပေါ့နော်ဟိုဘက်မှာဟိုထဲမှာချိုးကြီးရလှဗျအိုးမိုက်တယ် okay အဲ့ဆိုနောက်တစ်ရက်တော့ကြည့်အောင်ဒီဘက်ကချန်ပါချန်လဲဟေးတခိုင်းဖွင့်နေဘာလို့ဟိုမှာပုံဒါခုနကျွန်တော်မန်နေဂျာပြောရတယ်ရိုးတရိတ်ဆန်နေဆိုထုတ်လို့မထွက်သေးဘူးဆိုချန်နေပဲချန်နေကတရိတ်ဆန်နေပဲဒီတက်ကတော့အကောင့်တစ်ကောင်ရှိတာဟိုဘက်ချန်မှာဆင်းနေဟာဒီဘက်တော့အကောင့်တစ်ကောင်ရှိတော့မှာကျွန်တော်တမကန်ရင်ဒီလိုချန်မျိုးမှဆိုလို့ရှိရင်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကြားတို့ချင်းလေးတို့လောက်ပဲထည့်မှာဟုတ်တယ်ကျွန်တော်တော့ကြည့်လို့မရအောင်ဒီဘက်ကတော့ကျွန်တော်ရဲ့ဆင်းနေပါဆင်းနေပဲဖြစ်ပါရဲ့ခင်ဗျဟိုမှာ elephant ဒီဘက်မလဲဘူးစင်းမိုက်တယ်ကျွန်တော်ဆင်းဒါကမီချောင်းနေ okay ဒါကမီချောင်းအုပ်စုပါနော် okay ဒီနောက်တစ်နေ့တော့အောင်ဒါကကျတော့ရေမြင်း hippo ဟိုတကောင်ရေချိုးနေ hello hippo ငါမင်းတို့ရဲ့ညားဆောင်တော့တေချာဆက်ဆံ okay ကျွန်တော်နောက်တစ်နေ့တော့ကြည့်အောင်ဒီဘက်ကချန်ဒါပါချန်လဲတားပါကောင်ဒါတားပိုက်ကောင်ကန်ဂရူတားပိုက်ကောင်လေးတွေတားပိုက်ကောင်နှစ်ကောင်နဲ့ရှိရလားတိတ်ဟုတ်တယ်ခုနမန်နေဂျာပြောတာတွေးစံနေတိတ်မဆုံးနေပဲ what capybara hey capybara အိုဘကမြေခွေးလေးလားဟို capybara ဖြစ်ဒီမှာမြေခွေးဖြူလေးတကောင်လဲပါမှာနော် force ဖြူကောင်လေး snow force ဒီဘက်မှာဒီဘက် first view ကောင်းလေ okay ဒီမှာချစ်ဆက်လေ okay ဟိုဘက်မှာတော့ကျွန်တော်ရဲ့ရိုးဆိုးလွန်းလာတဲ့ capybara တွေပေါ့နော် capybara ဖြန်လေးရေချိုးနေဖြန်နှစ်ကောင်ဗျ capybara တွေက3ကောင်ပြည့်နေ okay ဒါတော့စားတော့ခန်းနေပေါ့နော်ကဲဟိုဘက်တော့ကြည့်အောင်ဟိုဘက်ကဘာလဲလို့ကြည့်အောင် ဒါကျွန်တော်တို့ရဲ့ giraffe တစ်လက်အုပ်တွေဟိုမှာမြင်ကြတယ် zebra okay ကျွန်တော်ဒီဘက်ကြည့်အောင်ဒီဘက်ဒါတော့ဒီမှာ giraffe giraffe တစ်လက်အုပ်တွေ3ကောင်တောင်ရှိရဗျတစ်လက်အုပ်က3ကောင်တောင်ရှိရမိုက်တယ်တစ်လက်အုပ်3ကောင်တောင်ရှိရဟိုကလည်းမြင်ချမ်းပြုတ်ကြတယ်ပေါ့ကောင်းတယ်ဟိုကလည်းမြင်ကြရ okay နောက်တစ်နေ့တော့ကြည့်အောင်ဒီမှာတော့ကျွန်တော်တို့က Boticla အုပ်တွေပဲဖြစ်ပါတယ် Boticla အုပ် okay ရောက်သွားပြီဟိုဘက်လေဝိုင်းချိရဗျာဟိုမှာတကောင်တော့ထိုင်နေပြီတွေ့လား hello giraffe okay ဒီဘက်ချန်ခုနဝဝင်နေဝဝင်နေနိုးကုန်ပြီခုနအိတ်နေဝဝင်နေနိုးကုန်ပြီsleeping beauty မ sleeping bear နိုးကုန်ပြီ okay နောက်ဘယ်နေရာတော့ကြည့်ပေးရရှိတယ် okay ဒီဘက်ကတော့ချန်နေပေါ့နော်ချန်လို့ဒီဘက်ကမိချောင်းချန်တန်တိုင်းဖွင့်နေဒီမှာဖွင့်လာဒီမှာဘုံတစ်ဘုံရှိတရားပဲဒါဒီထဲမှာတော့အကောင်ရောက်ပြီလားမရောက်ပြီလားမသိဘူးဒါပေမဲ့နည်းနည်းတော့ကျင်းတယ်ဗျကျင်းတော့အကောင်နည်းနည်းအသေးစားလေးပဲဖြစ်ပါဒါပေမဲ့ဓာတ်ပုံတာရဲ့ချန်ရဲ့အကျယ်ကြီးဆိုတော့လေနည်းနည်းလေးမသိငါဆိုဒီတဘုံနဲ့အောင်တော်တော်ကြမ်းမဲ့ကောင်လားမသိဘူးပေါ့နော်
ဟိုဘက်ကဟိုဘက်ချန်အော်ဒီဖက်ဒါအော်စနေဒီဘက်ချန် wow the lion king ချင်းနေပြီ wow ဟိုမှာချင်းနေမအိတ်နေချင်းနေမလီပင်ချင်းနေမအိတ်နေချင်းနေမအိတ်အိတ်ဝါမြင်လို့မရရခိုးတစ်ခေါက်တက်ကြည့်နေဟာခုနတောင်ပေါ်တက်ပြီးတော့ဟာရသူ့မိမကိုလမ်းကြည့်နေရချင်းနေပြီအောက်ကိုငုံကြည့်နေသူ့မိမကိုလမ်းကြည့်နေအပေါ်ကနေ okay ဟိုဘက်မှာလည်းချင်းနေမှရှိရတယ်ဟိုကောင်ဘာလုပ်နေဟေးရောက်နေမင်းတို့မဟုတ်တော့ဘူးကွာဟိုကောင်ကရှက်သွားမင်းချင်းငါတည်းရှက်သွားဟိုကောင်မိုက်တယ်ဟိုကောင်သူ့မိမကိုမျက်စိအောက်ခံမပြောက်ခံဟိုကောင်ကိုကြောက်လို့နေဟိုကောင်ရင်ကြောက်လို့ okay အဲ့ဒါဆက်ကြည့်အောင်ဒါကတော့ကျွန်တော်စင်နေဒါကတော့အိမ်နာဖြစ်ပါတယ်အိမ်နာပိုးတိုင်းလား okay ပိုးတိုင်းဆိုတော့ဆင်ပြေ okay let's go ကျွန်တော်တို့ okay ညလည်းရောက်ပြီဆိုတော့ကျွန်တော်တို့ကိုယ်နေရာလေးကိုပြန်အောင် okay မင်းလေးကြိုင်ငါမ okay တူဟဲ့ကျင်းမင်းတို့အိတ်တော်လေကွာငါညစောက်တာမှဖြစ်သွားပြီokay မီးဖွင့်အောင် let's go ကဲ laptop တုံးမယ်နည်းနည်းလေး website လေးတွားကြည့်တဲ့ okay ခဏလေး okay okay laptop ဆက်တုံးအောင် yo နည်းနည်းညရောက်လာတော့အိမ်မှာမနေပဲချားနေရမှာနေရတာရောနည်းပြင်းမကောင်းလဲဟာဘာတယ်လဲဘာတယ်လဲမသိဘူးနဲ့ကြားလိုက်တယ်နည်းကျွန်တော်အိမ်နာသွားလိုက်အောင်မယ်ဟောကောင်းလည်းမအိတ်သေးဘူးလားအိတ်တော့လေကွာဟာကြီးနာကြီးမင်းတို့မျက်နှာရလဲငါကြောက်တယ်အိမ်နာလဲကွာဝေးတယ်ကွာမင်းကိုအနီးနားလေးမှာခဏလောက်စောက်ပေးလိုက်တော့ဘာဖြစ်သွားမှာမဟုတ်လို့လဲအေးနော်အိမ်နာနဲ့လည်းအနီးနားမနေချင်တော့ရအနမ်းတက်မကောင်းโอเคယောက်ျားလေးအိမ်နာဟိုဘက်တောက်မှာထားရတယ်ကွာအိမ်နာလေးနဲ့တက်လိုက်ပါဦးโอเคဖွင့်โอเคပြီးသွားပြီစောက်လေးဖတ်လိုက်အောင် Hi Mr. Pro Strength comment see next to goodbye not goodbye okay let's go ကျွန်တော်အိမ်နဲ့တက်လို့ပြီးပါပြီကဲအပြင်ထွက်ရအောင်အေးဘာဖြစ်လဲငါအတန်တခုကြားလိုက်တယ်ဟေးဘာဖြစ်လဲဟာယောဘာလဲကွာမေတို့အိမ်ဆောင်ဝင်ရင်ရှိရကားလမ်းမှာကြားရအတန်နေပဲနေမှာပါငါလည်းကွာကြောက်တက်လိုက်တာမင်းချက်သိန်းအောင်ထားโอเคကိုနေကိုပြန်အောင် let's go မျက်လုံးတော့ကျဲသွားပြီကွာအဲ့တော့မိတ်ချင်တော့โอเค laptop ပဲပြန်သုံးနေအောင်ကွာဟာဘိုးရွာလာဘိုးကလည်းကွာတွေးဆောင်ရဲ့ဖွင့်ခါစားပဲရှိတယ်ဘာလို့ကြွားလဲကျွတ်တွေးချန်နေရေဆိုတာကြိုက်မယ်မသိမကြိုက်မယ်မသိဒုက္ခပါပဲကွာဟာအကျိပဲရောဘာကောင်းလဲရောငါကြားလိုက်တယ်ရောတွေးချန်နေတကူဖြစ်တာလားမသိဘူးအေးမြင်သွားမယ်တွေးချန်နေတကူဖြစ်တာလားမသိမင်းရင်ကန်လို့လည်းမရဘူးမွေးဆိုတော့ဒီလိုအဲ့တဲ့ဟိုဘက်ကလာတာဝုတ်နေအော်လည်းမဖြစ်တော့ဘူးဟိုဘက်ချန်နေလာတာဟုတ်တယ်ဒီအော်နေရောအေးအိုးကျူကလည်းပြစ်ချတယ်ဒီတဲ့တရိတ်ဆန်အော်တာပဲဟုတ်တယ်ဒီတဲ့အကောင်အော်တာ
ဒီထဲမှာငါတင်တော့ဒီပုံးထဲမှာရေတွေပြည့်နေလို့လားမသိဘူးမိုးရွာတော့ရေပြည့်သွားလို့လားမသိဘူးဟုတ်တော့ငါဖွင့်ပြလိုက်ရင်ကောင်းလားမသိဘူးဖွင့်လို့ကလည်းမဖြစ်ဘူးလေကွာဘယ်နဲ့ပြပွဲရှစ်ဒါပေမဲ့တွေးစံတေသွားမှာပေါ့မဖွင့်ပေးအေးဟုတ်တယ်အောင်ငါဖွင့်ပေးရမယ်အေးဖွင့်ပေးလိုက်မယ်ကွာအထက်မှာဘာရှိကွာဖွင့်ပေးလိုက်မယ်ယော့ဖွင့်ပြီ